ရှင်တို့ကဒီဗီလာရဲ့လုံခြုံရေးဝန်ထမ်းတွေလုံးဝမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီဗီလာကဝန်ထမ်းတွေရဲ့ယူနီဖောင်းတွေကိုသူမကိုယ်တိုင်နိုင်ငံခြားဒီဇိုင်နာတွေနဲ့ဒီဇိုင်းဆွဲထားလို့ပါ။ဒါပေမဲ့တစ်ဖက်ကလူတွေကတော့မယုံကြည်တဲ့အပြုံးနဲ့အခုထိတောင်ရှင်ကကန်ဒီမေမေပေါ်အပြစ်ပုံချချင်နေသေးတာလား။အဲ့ဒီအချိန်မှာကန်ဒီရဲ့အမေဖြစ်သူကရှင်ကကျမသားကိုတော့ရက်ရဲတယ်ပေါ့။ဒီကိစ္စအတွက်ရှင်ပြန်ပေးဆက်ရလိမ့်မယ်ဆိုပြီးသူခေါ်ထားတဲ့လုံခြုံရေးတွေကိုအချက်ပြလိုက်တဲ့အချိန်မှာတာအမိနှစ်ယောက်ကိုဝိုင်းရိုက်ကြတော့တာပါပဲ။ဒါပေမဲ့နောက်စက္ကန့်ပိုင်းအတွင်းမှာပဲသူမကအော်ပြောလိုက်ပါတယ်ရှင်တို့တွေအမှားလုပ်မိနေကြပြီတကယ်တမ်းဒီဗီလာကကျမတို့ပိုင်တာပါလို့ပြောလိုက်တဲ့အခါအားလုံးအံ့ဩသွားခဲ့တယ်ပြီးတော့မယုံရင်ဒီဗီလာအင်ကြီးကိုစီမံခန့်ခွဲနေတဲ့ကိုရှိရှိကိုဖုံးဆက်မေးကြည့်လိုက်ပါဆိုတဲ့စကားတစ်ခုကလူတိုင်းကိုပို့ပြီးအံ့အားသင့်စေခဲ့ပါတယ်ထိုအချိန်မှာတစ်ဖက်ကအမျိုးသမီးကကိုရှိရှိဟုတ်လားသူကကူတထေးကြီးရဲ့ညီမအရင်ပဲရှင်ကဘလို့လို့သိနိုင်ပါလဲနောက်ပြီးထိုအမျိုးသမီးထပ်မံပြောလိုက်တဲ့စကားကအားလုံးငြိမ်သက်သွားစေခဲ့ပါတယ်။ဂူရှိရှိဆိုတာကကျမယောက်ျားရဲ့ညီမအရင်ပဲ။ဒါကြောင့်ဂူတတိနဲ့ကျမကမိသားစုတစုတည်း။အဲ့ဒီစကားကအမှန်လား။ဒါမှမဟုတ်လူတိုင်းကိုလှည့်စားဖို့ပြောနေတာလား။သူမကချက်ချင်းဖုံးထုတ်ပြီးဂူရှိရှိစီဖုံးခေါ်လိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်ကသူမခေါ်တဲ့ဖုံးကိုမကင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာတစ်ဖက်ကအမျိုးသမီးကရုတ်တရက်ပြုံးလိုက်ပြီးတချို့လူတွေကအဆက်ကွဲခြင်းနေတော့မှာတော့ကျမလည်းသူ့ရဲ့စံထားကိုဖြည့်ဆည်းပေးရတာပေါ့။ပြီးတော့သူမဖုန်းတစ်လုံးကိုကောက်ကင်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့ဖုန်းတစ်ဖက်ကအတန်ဟယ်လိုဆိုတဲ့အတန်ထွက်လာခဲ့ပါတယ်။ကဲဘသူကမှန်နေမှားတယ်ဆိုတာနောက်တစ်ပိုင်းမှာသိရတော့မှာ။ follow လုပ်ပြီးရည်သေးရကြပါတော့။